Hello，各位中午好。昨天说了声母，那我们今天就接着讲韵母吧。那个声母表比短比所罗点的韵母表呀啊。韵母是有24个，那这里东西吧嘞啊啊哦哦西一乌乌鱼鱼I A微凹O优耶约儿N音温晕昂英但ထွက်မှတ်ဖို့လွယ်အောင်လို့မြန်မာလူရေးပြထားပေးပါမယ်။ဒါပေမဲ့သူကမြန်မာလူအမကူပါနဲ့မြန်မာလူရေးပေးတယ်ဆိုတာကကြတော့မဖတ်တတ်တဲ့လူတွေအတွက်နည်းနည်းမှတ်မိအောင်ဆိုပြီးရေးထားတာပါ။အကယ်၍အဲ့စကလုံးကိုကတိသွားပြီဆိုလို့ရှိရင်ဗမာလူမမှတ်တော့ပါနဲ့။ဒီဟာလူများဖတ်တာကိုများနားထောင်ပါအဲ့အတိုင်းလိုက်ဖတ်ပါနော်။ပထမဆုံးတစ်လုံးကအာသူ့ကိုအားလုံးရဲ့အားလို့မှတ်ထားလို့ရတယ်။ပါစက်ဟမယ်။အာဒါကအံ့ဩစရာကောင်းတယ်။အော်ဒါကနော်အောက်ဘာမှလို့မတ်လို့မကောင်းလွယ်မှတ်မယ်ဆိုလို့ရှိရင်လို့ပဲမှတ်ထားလို့ရတယ်။ဒါကရီဝူ韵母ထဲမှာ sorry 声母ထဲမှာပါတယ်ရီဝူဒီနှလုံးရီဝူဒီနှလုံးကကြတော့ယူပါဇက်ကမဖြဲဘူးပေါ့ပါဇက်မဖြဲရင်ယူအဲ့လိုဖြစ်မှာပါဇက်ကိုဖြဲလိုက်လို့ရှင်တော့ယူအဲ့လိုဖြစ်သွားလိုက်ပါမယ်ဒါပေမဲ့သူရဲ့အတန်ထွက်အမှန်ကတော့ပါဇက်မဖြဲဘူးယူအဲ့လိုဖြစ် I ကိုပဲမှတ်ထားလိုက်ဆိုရပါပြီ I လို့တော့မဖတ်ဘူး I တရုတ်လို我爱你ဆိုတဲ့ဟာပဲအဲ့ဒါပဲ I နော် I A မဟုတ်ဘူးနော် A ဒါကဝေးနော်ဝေးမဟုတ်ဘူးနော်ဝေးဒီတဲ့အတန်နဲ့တွားတူပါတယ်ဝူအိမ်ဝေးပြီးရင်အောက်နော်ပုံအောင်ဒီပုံရှောင်းဒီအောက်ဒါကအိုးတရုတ်လူမျိုးတွေအိုဖတ်လို့ရှိရင်အဲ့ဒီအိုးဆိုပဲဖတ်ကြတယ်အိုးယိုရဲဒါတော့ရှင်းလေးပဲရဲဒါကရွဲဒါကဒီအတန်းနဲ့တူပါတယ်ဒါကဒါကရှာလိုက်မယ်ဒါက N ပဲ N ဟုတ်ပြီအဲ့လိုမျိုးနဲ့နဲ့တူပါ Nရင်温晕ဒါကတော့နာတဲ့ဒါက N ဒါက昂ရင်သူကဒီအောက်ကလေးလုံးကကြာသူကနာတန်ကိုအတုံးပြုတ်ပြီးမှထွက်တဲ့အတန်တွေပါရင်ဆိုလိုက်တဲ့အခါမှာဆိုလို့ရှိရင်နှာခေါင်းမှာတုံတက်တဲ့နှာခေါင်းကတုံတယ်အုံဒီရဲ့အုံပေါ့အားလေးပါပဲမြန်မာလူမှတ်ပြဲဆိုတာကအုံနောက်ထဲမှာဒီစလုံးအတန်ထွက်လေးကိုတွဲလို့ရတည်ရှိအောင်
မှတ်ပေးတာပါမြန်မာလူအမကူပါနဲ့ဖတ်တက်သွားပြီဆိုလို့ရှိရင်မြန်မာလူအုံနောက်ထဲမှာမထည့်တော့ပါနဲ့အဒီရဲ့လူများဖတ်ထားတဲ့အတန်လေးကိုတခြားနားထောင်ပါအဲ့ဒါကြောင့်မှအတန်ကတပြည့်ပြည့်နဲ့မှန်လာပါလိမ့်မယ်ဟုတ်ပါအဲ့ဆိုဒီနေ့ဒီလောက်ပါပဲရှာခ再见啦